ဖြန်တွေကပင်လယ်ထဲမှာငါးဖမ်းနေကြပါတယ်ကမ်းခြေမှာတော့ Warriors ဖြန်တွေကပဲဝက်ဝံတွေနဲ့အတူရှိနေကြပေမဲ့အရွယ်ရောက်ပြီးသား Warriors တွေကအလွန်ကြီးမားကြပါတယ်သူတို့ကအလေးချိန်နှစ်တန်လောက်ရှိပြီးရှည်လျားတဲ့အဆွဲတွေရှိတာကြောင့်ဝက်ဝံတွေအတွက်ရင်ဆိုင်ဖို့အလွန်အန္တရာယ်များပါတယ်ဒီလိုရေခဲကင်းစင်တဲ့လတွေမှာဝက်ဝံတွေရဲ့ခန္ဓာကိုယ်တွေကအလုံးမလုံးတလောက်ဖြစ်သွားတတ်ပါတယ်သူတို့ကဇမ်ဘီဝက်ဝံတွေလိုပါပဲအပူလွန်ခဲ့ပြီးဆာလောင်နေကြပေမဲ့အချို့ဝက်ဝံတွေကတော့ဒီနွေရာသီကိုဒီအတိုင်းအရှုံးမပေးလို့ကြပါဘူးဒီဝက်ဝမ်ကတော့တကယ်ကိုထူးခြားတဲ့အရာတစ်ခုကိုလှုပ်ဆောင်နေပါတယ်ပြိုကျပျက်စီးနေတဲ့ပင်လယ်ကမ်းပါးရန်ထက်မီတာ300အမြင့်မှာရှိတဲ့ဒီနေရာကဝင်ရိုးစွန်းဝက်ဝံတစ်ကောင်အတွက်အစင်မပြေဆုံးနေရာလို့ထင်ရပါတယ်ဒီနေရာမှာဂီလီမော့2000ပေါင်းများစွာအတိုက်ဆောက်နေကြတာကကုန်းနေသားရဲတွေအတွက်အလွန်အန္တရာယ်များလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ညက်တွေရဲ့အတန်နဲ့အနံ့တွေကနွေရာသီအကုန်မှာဆာလောင်နေတဲ့ဝက်ဝံတကောင်အတွက်တော့မတွန်းလှန်နိုင်စရာဖြစ်နေပါတယ်မျောလင်းချက်မဲ့နေတဲ့အခြေအနေကသူ့ကိုအသက်ပေးနေရင်းပြီးစွန့်စားစေခဲ့ပါတယ်ရနိုင်မဲ့ဆုလပ်ကတော့အိုးချိုးနဲ့ငှက်ပေါက်စလေးတွေပဲဖြစ်ပါတယ်ဒါကအလွန်ကြီးမားတဲ့လောင်ကြီးတစ်ခုပါပဲသူကစနစ်တကျနဲ့သူလမ်းမီသမျှအတိုက်တိုင်းမှာရှိတာတွေကိုလိုက်လံစားတောက်နေပါတယ်ဝက်ဝံကဖြည်းဖြည်းချင်းနဲ့ဂယုတစိုက်လှုပ်ရှားနေပါတယ်သူကသူ့ရဲ့သားကောင်တွေကြားမှာပဲနေထိုင်ပြီးအိပ်ဆက်နေပါတယ်ဂီလီမော့ငှက်တွေကဒီပြုံးတိမှုကိုမတားဆီးနိုင်ကြပါဘူးဒါပေမဲ့လည်းအချို့ကတော့တတိရှိရှိတားဆီးဖို့စ조사ကြပါတယ်ဝင်ရိုးစွန်းဝက်ဝံကဂီလီမော့ငှက်တွေထွက်ခွာသွားမဲ့နွေရာသီကုံဆုံးချအိမ်ထိဒီကမ်းပါးရံမှာဆက်ရှိနေမှာပါအဲ့ဒီအချိန်မှာတော့မြေခွေးတစ်ကောင်ကသူ့ရဲ့အခွင့်အရေးကိုအယက်ယူပါလိမ့်မယ်The Guillemots can't prevent the carnage. Nonetheless, some bravely try to do so. The polar bear will remain on the cliff until the end of summer, when the Guillemots will leave. And at that moment, a fox will take his chance.